ဒါ mansion နဲ့ကဒါကွန်မောင်းတွေမှာနေရာယူရ Romeo point position တီထားခဲ့နောက်ပေါ်နေကြီးလုံးပစ်ထည့်ပေးထားတယ်နည်းနည်းလေးကတ်တော့လွဲတယ်ဗျ0 cover လေးယူတိုင်းနဲ့ပဲအိမ်ထဲကနေပဲ first aid တော့ပြန်တော့ထိုးနေပြီဟာရောက်နှိတ်ကကောက်တာ9လုံးနဲ့ရောက်ရိုကြီးကောက်ထားတဲ့နှိတ်ကိုရှိုးပါဦး9လုံးကောက်ထားတာ2လုံးပြစ်ပြီးွား9လုံးကြံသေးတယ်ရောက်ကြီး6လေးထွက်ထွက်လို့မရအောင် enemy ရှိတယ်သွားပြီးဖင်ရားပြီးဝက်ချန်သွားညှစ်လိုက်တာသွေးထွက်လာကဲ Facebook YouTube TikTok platform 3ခုလုံးကနေကြည့်ရှုအားပေးနေတဲ့မိဘပြည်သူညီကောင်မောင်နှမများနော်လမ်းမလေးအသေးလေးဟာလေးဝိုးလေး reaction လေးလာတာဝါလေးနှိပ်ပေးထားပါအောင်ခင်ဗျာနော်အဲ့တော့ YouTube ကကြည့်နေတဲ့ Borai အနေနဲ့လဲနော် road to 5k ဗျာနော် PPU 5k လေးရောက်အောင်ဝင်းရံပေးပါဦးမနေ့ကဆိုရင်တော့ဒါ PPU 5k လေးရောက်တယ်ဒီနေ့လဲ PPU 5k စံချိန်လေးကြော်အောင်လို့ဝင်းရံအားပေးပါဦး Romeo point အဆုံးသက် granite မိတ်ဆက်ပေးခြင်းတွေအောက်မှာပဲကျွန်တော်တို့ဒါ0ပျောက်ကွယ်သွားပြီဗျာ K point တမတ်စပြီးတော့ဈေးဥတော့ပေါက်သွားခဲ့ပြီအဲ့တော့ mansion မှာပဲတတရာပဲ position ယူလာခဲ့ရန်ကုန် Galactico YG ကတော့အေးဆေးပဲဗျာနော် state 3 second 40ဇုံထက်ကျင်းမယ်အခြေအနေကိုစောင့်ကြည့်မယ်လိုအပ်ရင်ဇုံထိုးမယ်မလိုအပ်ရင်ဒီနေရာမှာပဲထပ်ပြီးတော့ဥမယ်ဗျာ Okay Romeo သူ့ရဲ့ဒါတန်ချက်ကကားလေးပေါ်တော့ဒါပြေးတော့တက်ထိုင်ထားတယ်စီပါတခါလေးဖြည့်ထားတယ်ဗျာ Okay အနီးနားတစ်ဝိုက်မှာတော့ Okay ဒါကတော့ဒါ VKS တွေ Thai e-sport player တွေရှိတဲ့ဘက်ကိုလှမ်းတော့ချက်နေအသင်းတွေတော်တော်များများ